ဒီတစ်ခါအိမ်မှာကြက်ရိုးတုပ်လေးလှုပ်ရှားပြလို့ဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးလိုက်ပါတယ်။အပြင်မှာဝယ်စားရင်တစ်ပွဲလည်းမတင်တိန်နှစ်ပွဲလည်းမတင်နေတာမို့လို့အိမ်မှာပဲကြက်ရိုးတုပ်ကိုအဝလှုပ်ရှားပြလိုက်တယ်။အရင်ဆုံးရှောက်ရွက်၊ကော်ဝီကြက်တော်နီငရုတ်သီးစိမ်းတို့ကိုပလှီထားပါမယ်။တံမြာသီးကိုလည်းလှီထားပါမယ်။ပြီးရင်တော့ဆေးကြောတန့်စင်ထားတဲ့ကြက်ရိုးတွေရဲ့အရသာအတွက်အချိုမုတ်ထည့်မယ်၊စားထည့်မယ်၊ကြက်သားမုတ်ထည့်မယ်၊စနွေးမုတ်ထည့်မယ်။ပြီးရင်တော့နေထားပြီးလိုက်ပါတယ်ပြီးရင်ဖယ်ထားတဲ့ကြက်သေးမြင့်အတွက်စနွေးမုတ်ထည့်မယ်အချိုမုတ်ထည့်မယ်စားထည့်မယ်ကြက်သားမုတ်ထည့်မယ်ပြီးရင်သူ့ကိုလည်းနေပြီးခဏနှက်ထားပြီးလိုက်ပါတယ်ပဲရည်အတွက်မွှေးကထုတ်တဲ့ကလပ်ပဲအစိမ်းမုံ50 g နဲ့ရေ1000 g ကိုသုံးထားပါတယ်အရင်ဆုံးရေအနှဲငယ်နဲ့အရင်ဖြောပေးပါတယ်အမှုတ်တွေရေထဲမှာပျော်ဝင်သွားပြီဆိုမှကြံတဲ့ရေတွေကိုထည့်ပြီးတော့ထပ်မွေပေးလိုက်ပါတယ်ပြီးရင်ပဲရည်ကိုခဏထားပြီးကြက်ရိုးကိုစပြုတ်ပါမယ်နူးဤလာပြီဆိုရင်တော့ကြက်ရိုးတွေကိုခဏဆယ်ထားပြီးအရည်တွေကိုခြံထားခဲ့ပါမယ်။ကြက်ရိုးပြုတ်ရည်တွေကိုအသေးမြင့်ထည့်ပြုတ်ပါမယ်။အသေးမြင့်ပြုတ်ထားတာရပြီဆိုရင်တော့သူ့ကိုခဏဆယ်ထားပြီးကြံတဲ့ပြုတ်ရည်တွေကိုပဲရည်ထည့်ပြီးကြိုပါမယ်။အရသာအတွက်ကြက်သားမုတ်ထည့်ပါမယ်။အယောင်လေးလှအောင်အတွက်စနွေးမုတ်အနည်းငယ်ထည့်ပါမယ်။အနံ့လေးမှုေးနေအောင်အတွက်ကရဝီအရွက်လေးထည့်လိုက်ပါတယ်။ပဲစိမ့်မုတ်အနံ့နေပျောက်သွားသည့်အထိကြိုပြီးလိုက်ပါတယ်။ပဲရည်ကြိုထားစဉ်ပြုတ်ထားတဲ့အသေးမြစ်တွေနဲ့ကြက်ရိုးတွေကိုလှီးထားပါမယ်။ပဲရည်အပြည့်အကျဲကတော့မိမိကြိုက်တယ်လို့လုပ်ပါရှင်။ခေတို့တအိမ်လုံးကတော့ပဲရည်အပြည့်မကြိုက်လို့အရည်အနေအထားလေးပဲကြိုပြီးလိုက်ပါတယ်။ကဲဒါဆိုရင်တော့စားပြီးစားလို့ရပါပြီ။အိမ်မှာကိုယ့်အကိုလှုပ်စားတာကုန်ကြမှုလည်းတတ်တာပြီးစိတ်ကြိုက်အဝစားလို့ရတယ်ရှင်။ဒီနေရာမှာတချို့ကပူစီနံနဲ့ထည့်စားကြတယ်ရှင်။ခေကတော့မကြိုက်လို့မထည့်ထားပါဘူး။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ဟင်းချက်တာတွေနဲ့မုံလုတ်တာတွေကိုခေသိတဲ့လောက် sharing ပြန်လုပ်ပေးသွားမှာမို့လို့စိတ်ဝင်စားရဲဆိုရင်ခေရဲ့အကောင့်ကို like and follow လေးလုပ်ပေးသွားခဲ့ပါဦးနော်။